မင်္ဂလာပါရှင်ဒီကနေ့မှာတော့ခူမီလန် News ရဲ့မေလ20ရက်နေ့သတင်းတွေကိုနားဆင်ကြရမှာပါဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကော်မရှင်နဲ့ဇက်အာရေးပူးပေါင်းစစ်ကြောင်းဟာလေကြောင်းပစ်ကူသုံးပြီးတွန်းဆန်မျိုးကိုပြန်လည်ထိန်းချုပ်တဲ့သတင်းချင်းပြည်မြောက်ပိုင်းကစီစီနဲ့ CB ထိန်းချုပ်ထားတဲ့မြို့နှမျိုးကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်လိုက်တဲ့သတင်းပြင်ဦးလွင်မှာချင်းတိုင်းရင်းသားကလေးငယ်3ဦးရေနစ်သိမ်းဆုံးတဲ့သတင်းအပါအဝင် PDF ဇိုလန်ကရဲဘော်တဦးရဲ့ရုပ်အလောင်းကိုကချင်ပြည်နယ်လိုင်ဇာမြို့မှာတကြိုခဲ့တဲ့သတင်းတွေကိုနားဆင်ကြရမှာပါချင်းပြည်နယ်မြောက်ပိုင်းကတွန်းဆန်မြို့ကိုစစ်ကော်မရှင်တပ်နဲ့ဇိုမီတော်လှန်ရေးတပ်မတော်ဇက်အာအေပူးပေါင်းတပ်ကလေကြောင်းနဲ့ဒရုန်းပစ်ကူတွေသုံးပြီးပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်မှာချင်းမျိုးသားတပ်မတော် CNA နဲ့ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့တွန်းဆန်မျိုးကိုစစ်ကော်မရှင်ကမေလ17ရက်နေ့ကစပြီးပြန်လည်ရရှိဖို့ပြင်းပြင်းထန်ထန်ကြိုးပမ်းလာတာဖြစ်ပါတယ်။တိတိမ်မျိုးနဲ့ကြီးခါမျိုးဘက်ကအင်အား600ခန့်ရှိတဲ့စစ်ကော်မရှင်နဲ့ဇက်အာရေးပူးပေါင်းစစ်ကြောင်းဟာမေလ18ရက်နေ့ကစပြီးတွန်းဆန်မျိုးကိုဥတီထိုးစစ်ဆင်လာခဲ့တာပါ။အဲ့ဒီလန်ခီမှာချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံခဲ့ရပြီးစစ်ကော်မရှင်တပ်ဘက်ကအကြဆုံးများခဲ့ပေမဲ့လည်းလေကြောင်းပစ်ကူအဆက်မပြတ်သုံးပြီးမြို့ထဲအထိတိုးဝင်လာခဲ့တာဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကမေလ19ရက်နေ့ညနေပိုင်းမှာတွန်းဆန်မျိုးတွေကနေအားလုံးဆုတ်ခွာသွားပြီးစစ်တပ်ကလေကြောင်းပစ်ကူတွေနဲ့ပြန်သိမ်းလိုက်တာလို့တွန်းဆန်မျိုးဒေသခံတအူကခူမီလန် News ကိုပြောပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့မြို့ကယာယီဆုတ်ခွာပေးခဲ့ရပေမဲ့လည်းတိုက်ပွဲတွေပြီးဆုံးသွားတာမရှိဘဲတွန်းဆန်မျိုးအနီးပတ်ဝန်းကျင်မှာညနေပိုင်းထိနှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။စစ်ကော်မရှင်ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်နေတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။စစ်ကော်မရှင်တပ်ဟာအခုနောက်ပိုင်းမှာမြေပြင်စစ်ကြောင်းတွေအပြင်လေကြောင်းနဲ့ဒရုန်းနည်းပညာတွေကိုပိုအားပြုပြီးစစ်စင်ရေးတွေလှုပ်ဆောင်လာတာပါ။ဒါကြောင့်တွန်းဆန်မျိုးတိုက်ပွဲအခြေအနေဟာလည်းအခုအချိန်ထိစစ်ရေးတင်းမာမှုမြင့်တက်နေဆဲဖြစ်ပါတယ်။ချင်းပြည်နယ်မြောက်ပိုင်းကချင်းပြည်အစိုးရစီစီနဲ့ချင်းညီနောင်စီဘီထိန်းချုပ်ထားတဲ့ဖလန်းမြို့နယ်တွန်းဆန်မြို့နယ်ကိုစစ်ကော်မရှင်တပ်က2026ခုနှစ်မေလတတိယပတ်အတွင်းမှာအပိသက်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်ကော်မရှင်တပ်ကဖလန်းမြို့နယ်ကိုဧပြီလ25ရက်နေ့မှာသိမ်းပိုက်ခဲ့တာဖြစ်ပြီးတွန်းဆန်မြို့နယ်ကိုမေလ19ရက်နေ့မှာပြန်လည်သိမ်းပိုက်လိုက်တာပါ။ဖလန်းမြို့နယ်ကိုပြန်လည်ရရှိဖို့အတွက်စစ်ကော်မရှင်တပ်ဟာပြီးခဲ့တဲ့2025ခုနှစ်နှစ်ကုန်ပိုင်းကတည်းကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဖလန်းမြို့နယ်ကိုချင်းညီနောင်စီဘီနဲ့ပူးပေါင်းတပ်ဖွဲ့တွေက2023ခုနှစ်ဧပြီလမှာသိမ်းပိုက်ခဲ့တာပါ။အလားတူပဲတွန်းဆန်မြို့နယ်ကိုပြန်လည်သိမ်းပိုက်ဖို့အတွက်မေလ17ရက်နေ့ကစတင်ပြီးတိတိမ်နဲ့ကြီးခါမြို့တွေဘက်ကနေစစ်ကော်မရှင်တပ်ကဇိုမီတော်လှန်ရေးတပ်မတော်ဇက်အာရေးပူးပေါင်းအဖွဲ့တွေနဲ့အတူအင်အား600ခန့်နဲ့စစ်ကြောင်းထိုးလာတာပါ။တွန်းဆန်မြို့ကိုချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက2024ခုနှစ်မေလမှာစတင်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးတော့နှစ်နှစ်အကြာမှာစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်လိုက်တာပါ။အခုစစ်စင်ရေးမှာစစ်ကော်မရှင်တပ်ဟာအဓိကလမ်းကြောင်းနှစ်ခုကိုအခြေခံပြီးစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။ပထမလမ်းကြောင်းကကလေးမျိုးဘက်ကတဆင်ဖလန်းမြို့နယ်အတွင်းကိုဥတီတက်လာတဲ့လမ်းကြောင်းဖြစ်ပြီးဒုတိယလမ်းကြောင်းကစကိုင်းတိုင်းဘက်ကနေတိတိမ်တွန်းဆန်လမ်းမိုင်းကိုအဓိကထားပြီးမြောက်ဘက်ကိုထိုးဖောက်ဝင်ရောက်လာတဲ့လမ်းကြောင်းတွေဖြစ်ပါတယ်။အဲ့ဒီပြင်စစ်ကော်မရှင်ကဂျက်ဖိုက်တာတွေနဲ့ပုံကျဲတာဒရုန်းနဲ့ကင်းထောက်ပုံသီးချတာနဲ့လက်နက်ကြီးတွေစင်စက်မပြတ်ပစ်ခတ်တာတွေကိုပေါင်းစပ်အသုံးပြုပြီးဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေခုခံနိုင်စွမ်းမရှိစေဖို့အင်အားသုံးချေမှုန်းခဲ့ပါတယ်။ဖလန်းမြို့နယ်နဲ့တွန်းဆန်မြို့နယ်တို့ဟာချင်းပြည်နယ်မြောက်ပိုင်းအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့စစ်ရေးဗျူဟာအရအလွန်အရေးပါတဲ့နေရာတွေဖြစ်ကြပါတယ်။ဖလန်းမြို့နယ်ဟာချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လူသိများပြီးအလဲပိုင်းနဲ့မြောက်ပိုင်းကိုဆက်သွယ်ပေးထားတဲ့လမ်းမဆက်သွယ်ရေးဗဟိုချက်ဖြစ်ပါတယ်။တွန်းဆန်မြို့နယ်ဟာလည်းအိန္ဒိယနိုင်ငံမဏိပူပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတာကြောင့်ကာကွယ်ရေးတပ်ဖွဲ့တွေရိတ်ခါလမ်းကြောင်းအတွက်အဓိကကျတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အဲဒါကြောင့်စစ်ကော်မရှင်အနေနဲ့ဖလန်းနဲ့တွန်းဆန်ကိုပြန်လည်ထိန်းချုပ်နိုင်မှုကြိုးပမ်းနေတာပါ။ချင်းပြည်နယ်မြို့နယ်9ခုအနက်ဟာခါတီးတိမ်ဖလန်းတွန်းဆန်ကိုစစ်ကော်မရှင်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးတော့မင်းတပ်မတူပီကံပက်လက်ပလောဝမြို့နယ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်
ထန်တလန်မြို့နယ်ကိုတော့နှစ်ဖက်အခြေစိုက်တပ်ဆွဲထားစေပါမန္တလေးတိုင်းပြည်ဦးလွင်မြို့မှာပြီးခဲ့တဲ့မေလ18ရက်နေ့ညနေပိုင်းကဖက်စွတ်ကံမှာရေစင်းကူးတဲ့ချင်းတိုင်းရင်းသားကလေးငယ်3ဦးရေနစ်သေဆုံးခဲ့တယ်လို့သိရပါတယ်။သေဆုံးသွားတဲ့ကလေးငယ်တွေကရေချမ်းအိုးတောင်ရွာ12ရပ်ကွက်မှာနေထိုင်ကြတဲ့မောင်ကျော်စင်ထွန်းအသက်12နှစ်သူ့ရဲ့ညီဖြစ်တဲ့မောင်ပြေဆုံးအောင်အသက်9နှစ်နဲ့သူတို့ရဲ့တငယ်ချင်းဖြစ်သူမောင်ထန်းကင်းပြန်အသက်12နှစ်တို့ဖြစ်ကြပါတယ်။အဲ့ဒီကလေးငယ်3ဦးဟာတနင်္ဂနွေနေ့နေကင်းပိုင်းမှာအတူတူအပြင်ထွက်သွားကြရင်ကနေညနေပိုင်းထိအိမ်ကိုပြန်မရောက်လာလို့မိသားစုဝင်တွေကလိုက်လံရှာဖွေခဲ့ကြရတာပါ။ရှာဖွေရင်ဖက်ဆုပ်ကန်အနီးမှာကလေးငယ်တွေရေကူးဖို့ချွတ်ထားခဲ့တဲ့အဝတ်အစားတွေကိုတွေ့ရှိရပြီးတဲ့နောက်ရေနစ်သေဆုံးသွားခဲ့တာလို့အတည်ပြုခဲ့တာပါ။သေဆုံးသွားတဲ့ကလေးငယ်တွေရဲ့ရုပ်အလောင်းတွေကိုမေလ19ရက်နေ့ကပြင်ဦးလွင်မြို့8မိုင်တုတ်တံမှာကက်သလစ်ခရစ်ယာန်ဘာသာရေးထုံးတမ်းအစဉ်လာနဲ့ညီတကြိုပေးခဲ့ကြပါတယ်။ချင်းပြည်နယ်တိတိမ်မြို့နယ်မှာစည်ရေးလှုပ်ရှားနေတဲ့ ZFU PDF ဇိုလန်ကကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာစစ်တပ်တက်ရောက်ဖို့စေလွှတ်ထားတဲ့ရဲဘော်မုံစီရန်ချန်းဟာကျမ်းမာရေးအခြေအနေအရဆုံးပါသွားတာကြောင့်လိုင်ဇာမြို့မှာပဲတကြိုခဲ့ကြရတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ရဲဘော်ဟာချင်းကာကွယ်တပ် PDF ဇိုလန်တပ်ဖွဲ့ကစစ်မှုထမ်းဖို့ပြီးခဲ့တဲ့မတ်လတုန်းကခေါ်ဆောင်သွားပြီးတဲ့နောက် KIA ထံမှစစ်တပ်တက်ရောက်ဖို့ပို့ဆောင်ခဲ့တာပါ။အဲဒီနောက်စစ်တပ်တက်နေရင်ကျမ်းမာရေးမကောင်းတဲ့အတွက်လိုင်ဇာမြို့စေယုံမှာကုသမှုခံယူနေရင်မေလ16ရက်နေ့ကကွယ်လွန်သွားတာလို့သူ့ရဲ့အမဖြစ်သူစီကသိရပါတယ်။ရုပ်လောင်းကိုဇာတိမြေချင်းပြည်နယ်ကိုပြန်လည်တည်ယူဖို့အခြေအနေရမဖြစ်နိုင်တာကြောင့်မေလ18ရက်နေ့မနက်7:00နာရီခန့်မှာကချင်နှစ်ချင်းဆရာတော်တွေကိုပင့်ဖိတ်ပြီးလိုင်ဇာဒေသမှာမြေမြုပ်တကြိုခဲ့ကြတာပါ။အခုကိစ္စနဲ့ပတ်သက်လို့ PDF ဇိုလန်ကမေလ16ရက်နေ့နေ့စွဲနဲ့အမိန့်ပြန်တမ်းထုတ်ပြန်ပြီးတော့မုံစီရန်ချန်အသက်19နှစ်ဟာတိုင်းပြည်လွတ်မြောက်ရေးနဲ့ Federal Democracy ရရှိရေးအတွက် PDF ဇိုလန်မှာတာဝန်ထမ်းဆောင်နေရင်မြင့်မြတ်စွာကြာဆုံးသွားတယ်လို့ဖော်ပြထားပါတယ်။ရဲဘော်ကြာဆုံးမှုဟာမိမိတို့တပ်ဖွဲ့တစ်ခုလုံးအတွက်သာမကပဲမိဘပြည်သူတရက်လုံးအတွက်အစားထိုးမရတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ဟာဗပန်းရွာနှစ်ချင်းအသင်းတော်မှာဒရမ်တီးခိုင်ရင်နဲ့အမှုတော်မှာပါဝင်ဆက်ကပ်နေတဲ့လူငယ်တဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ26ရက်နေ့ကရွာကနေတိတိမ်မြို့ကိုဂီတာတီးဖို့တငယ်ချင်းနဲ့တွားရင်တိထိန်မြို့အဝင်မရောက်ခင်တင်မလို့ရွာထိပ်မှာ PDF ဇိုလန်ကသူတို့နှစ်ဦးစလုံးကိုဖမ်းဆီးခဲ့တာပါ။တငယ်ချင်းဖြစ်သူကအိမ်အောင်နဲ့မိဖွားကာစားဇနီးသည်ရှိတဲ့အတွက်ဖခင်ဖြစ်သူကလိုက်လံတောင်းဆိုရင်းပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့မုံစီရန်ထန်းကဆက်လက်ထိန်းသိမ်းခံရပြီးစစ်တပ်တပ်ဖို့ပို့ဆောင်ခံရတာလို့ဆိုပါတယ်။သူဟာ2016ခုနှစ်ကလည်းငှက်ဖျားယောဂပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးကြောက်ကဝေဒနာနဲ့အကြောတက်ယောဂကြောင့်ရာသီဥတုအေးရင်ယောဂပြန်ထလို့မကြာခဏဆေးကံပြနေရသူတဦးလည်းဖြစ်ပါတယ်။